ကောင်မလေးကကျွင်းကြံမှန်သမျှကိုပန်းအိုးထဲကိုစွန့်ပစ်လိုက်တယ်။ပန်းအိုးကနောက်တစ်စက္ကန့်အတွင်းအကျွင်းကြံအရာအားလုံးတဲလွန်စမရှိဘဲပျောက်ကွယ်သွားသည်ထိုအချိန်တွင် Parallel Timeline ကပကံစင်တစ်ခုတွင်ထမင်းဖြူသည်ကောင်းကင်မှရုတ်တရက်ကျလာသည်စစ်သည်တွေကမြည်စမ်းကြည့်တယ်ဒါတွေဟာဧကရစ်အဆင့်စားရသောစံသာဖြစ်ပြီးဧကရစ်များသာစားနိုင်သည်စကားပြောလို့မဆုံးခင်မှာပဲပန်းအိုးထဲကအစားအစာတွေကနောက်ထပ်ကျလာတယ်ဤအရာဟာဖျားကောင်းကြီးဖြစ်ပေသည်ဟုသူတို့ယုံကြည်ကြသည်စစ်သူကြီးလည်းအတနာခံစားတစ်ဆောင်ရေးပြီးမီးညှိပြီးပန်းအိုးထဲသို့ပစ်ချလိုက်သည်ဒီလောက်ရက်ကမိန်းကလေးအတွက်ဘေးဒုက္ခယူဆောင်လာပါတယ်အနက်ရောင်မီးခိုးလုံးတွေသူမ၏တိုက်ခန်းပြေသွားတယ်မီးတောက်တစ်ခုသည်သူမ၏ရွမ်တန်း50တန်ကော်စောတွင်အပေါက်ကြီးတစ်ခုဖြစ်အောင်လောင်ကျွမ်းသွားသည်ကောင်မလေးလဲဒေါသထွက်ပြီးအော်ပါလေရော